ဒီကပဲဝယ်ထားတာပါတဲ့မှန်ကက်လာကက်လို့ရလာပြရတယ်အရင်က live တိုင်းလာကက်လို့ရတယ်ပြောလို့မှန်ပါတယ်ကျွန်တော် Mr. Chan ဆိုင်မှာ iPhone တွေအားလုံးမှန်မကွဲ live တိုင်းလာကက်လို့ရပါတယ် Mr. Chan ဆိုင်ကဝယ်ထားတဲ့ဘောင်ချာလေးကိုတင်ထားတာပဲဖြစ်ဖြစ် Mr. Chan ဆိုင်ကဝယ်ထားတဲ့ဘောင်ချာလေးကိုဓာတ်ပုံရိုက်ထားပါဖြစ်ဖြစ်ဒိုင်မိုးလေးပြပြီးတော့လာကက်လို့ရပါတယ်เนาะကျွန်တော် Mr. Chan ဆိုင်ကမှန်မကွဲ live တိုင်းပြီးထားတာတော်တော်ကြာပါပြီလွန်ခဲ့တဲ့3နှစ်ပတ်ချလေကလေးကွာကျွန်တော်လွန်ခဲ့တဲ့3နှစ်ဝန်းကျင်ပေါ့เนาะထားပါတော့အတိအကျပြောမယ်ဆို2နှစ်နဲ့8လအဲ့လိုရှိပြီ2နှစ်ကျော်3နှစ်ဝန်းကျင်မှာကျွန်တော်ဆိုင်ရဝယ်ထားရ iPhone တွေအားလုံးမှန်မကွဲ live တိုင်းလာရောက်ကက်လို့ရပါပြီဆိုတဲ့အားလေးကိုအဲ့2နှစ်ခွဲ3နှစ်ဝန်းကျင်ကပြောခဲ့တဲ့ဟာတွေကအခုချိန်ကြီးလုံနေတဲ့အစီအစဉ်ဖြစ်ပါလေဒါကြောင့်မို့ကျွန်တော်ဆိုင်ရဝယ်ထားတဲ့ဟိုးလောင်းလောင်းအကိုလွန်ခဲ့တဲ့9နှစ်6နှစ်ကဝယ်ထားတဲ့ဖုန်းဖြစ်လဲဘောင်ချလေးနဲ့လာခဲ့မယ်တော့မို့ဒီဆိုင်ရဝယ်ထားတဲ့တေချာတဲ့တက်တေးတစ်ခုပြမယ်ဆိုတော့မှန်မကွဲလာကက်လို့ရပါရဲ့ဆိုတဲ့အကြောင်းရှင်းပြပေးတာပါကျေးဇူးများတင်ပါတယ်